မင်္ဂလာပါရှင်မချူတာခိုင်ပါရှင် University of Florence မှာ International Relations and European Studies ကို Master Theory တက်ရောက်နေပါရှင်မင်္ဂလာပါရှင်အခုရောက်နေတာ Venice ပါ Venice က San Marco Piazza မှာပါရှင်February လဆိုတော့လေတို့စီမှာမျက်နှာဖုံးပွဲတော်ရှိတယ် mascara ပွဲတော်ရှိပါတယ်ရှင် February တလလုံးတစ်နေ့မှာတစ်ခါပဲကျင်းပတာဆိုလေ tourist တွေအများကြီးလဲလာကြတာအဲ့တော့ဒီလို tourist တွေအရန်လာတဲ့နေရာမျိုးမှာဆိုတဲ့အခါကျတော့ဒီမှာကျောင်းတက်ရတာပို့ပြီးတော့အလောက်ကိုင်းခွင့်နဲ့ပုံများရတယ်ပေါ့နော်အင်္ဂလိပ်လိုရောအီတလီလိုရောနှမျိုးလုံးပြောတတ်တယ်ဆိုတဲ့အခါကျတော့ပို့ပြီးတော့အလောက်ကိုင်းခွင့်နဲ့ပို့ပြီးတော့ကောင်းနိုင်တာဆိုတော့လေဒီလိုကျောင်းလဲတက်ချင်တဲ့အလုပ်လဲလုပ်ချင်တယ်ဆိုရင်တော့ Venice ကရွေးတဲ့နေရာတွေမှာပါတာပေါ့နော်အခုလောဆယ်တော့ Florence မှာပါအဲ့တော့သားအနေနဲ့ဒီမှာစပြီးတော့တဲ့အခါမှာဒီမှာခြေချဖို့ရှိတယ်ဘာလို့စဉ်းစားထားလဲဘယ်လိုလုပ်ဖို့စဉ်းစားထားလဲဆိုတော့ဆက်လက်ပြပြပေးပါဦး Master Program 2 နှစ်ပြီးသွားပြီဆိုရင်ချက်ကာလာဖို့လို့တစ်နှစ်ရတာဆိုတော့လေအဲ့ဒီကြားထဲမှာတော့အလုပ်ကောင်းကောင်းရှာဖို့ရစဉ်းစားထားတယ်ပေါ့နော်ဒါကတော့သူပြီးသွားတဲ့ major fee နဲ့ပတ်သက်တဲ့အလုပ်ရသည်ဖြစ်စေမရသည်ဖြစ်စေပေါ့ချက်ကာလာဖို့တို့က full time job ရပြီဆိုရင်တော့ချက်ကာလာဖို့တို့ကနေပြီးတော့ပပဆိုဒီဆိုကျွန်တော်ပဲလာဖို့တို့ပြောင်းလို့ရတာဆိုတော့လေအဲ့လိုတော့ပြောင်းနေရတယ်ဒါပေမဲ့လို့အလုပ်ရမယ့်အလုပ်ကို university degree နဲ့ relate ဖြစ်တဲ့ field မှာအလုပ်လုပ်ချင်တာဆိုတော့အဲ့ဒီအတွက်ကတော့အလုပ်စူးစမ်းရှာရမှာပေါ့နော်အဲ့အတွက်အလုပ်ရတယ်ဆိုရင်တော့အဆင်ပြေတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့အဆင်ပြေတဲ့အလုပ်တစ်ခုခုအရင်ဆုံးအလုပ်ထားပြီးတော့ခါကြတော့မှကိုလိုချင်တဲ့ဘက်ကိုအလုပ်ပြန်ပြောင်းအောင်ပါပေါ့နော်အဲ့တော့နာခဲ့အရေးကတော့မသိသေးဘူးချက်ဟုတ်ကဲ့ပါရှင်အဲ့ဆိုနောက်လာမယ့်ကလေးတွေအတွက်ကိုအမစကားလေးပြောပြပါအောင်နော်ဗာလေးဆောင်ရလေးတွေနဲ့ပြထားတဲ့အကြောင်းအရာလေးတော့မဟုတ်ရင်တက်ဖို့တက်နဲ့တမိုးရှိတဲ့အမစကားလေးတစ်ခုလားကိုစီနီယာတယောက်အနေနဲ့ပြောပြလို့ရမှာအခုကျောင်းသားတွေအနေနဲ့အမင်းများလာကြတော့သူတို့အနေနဲ့တက်ရမယ့် major တွေအနေနဲ့သူတို့ကမဆုံးဖြတ်တတ်သေးတာပေါ့နော်အဲ့ဒီခါကျတော့ကိုတက်ချင်တဲ့ major set fee လေးကို orientation လေးတွေအရင်ဝင်ကြည့်ပြီးတော့ပေါ့နော်တခြားကိုစိတ်ဝင်စားပေါ့နော် course တစ်ခုလောက်လိုတစ်နိုင်နှစ်နိုင်လောက်ဝင်ထိုင်ကြည့်တာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးဝင်ထိုင်ကြည့်ပြီးတော့တကယ်စိတ်ဝင်စားပြီဆိုမှတက်စေချင်တယ်ပေါ့နော်ဒီမှာကျတော့ကို self study လုပ်ရတာဆိုတဲ့ခါကျတော့တကယ်လို့စိတ်ဝင်စားတဲ့ခါကျရင်စာမွေးလေးတွေမှာနောက်ကျတာမျိုးလို့ပေါ့နော်စာမပြီးတာမျိုးတွေဖြစ်တတ်တာဆိုတော့လေစာတွေအနေနဲ့တော့တိတ်ပြီးတော့ပါတတ်မရှိဘူးပေါ့နော်ဒါပေမဲ့ကိုနဲ့တူတူကိုယ့်ရဲ့ကို colleague တွေကစာပြီးတဲ့အချိန်မှာကိုလည်းစာပြီးချင်တာတော့ကိုလည်း exam တွေပြီးချင်တာတော့အဲ့လိုမျိုးတွေဖြစ်ချင်တဲ့ခါကျရင်တော့စူးစမ်းရတာဆိုတော့ကိုစိတ်ဝင်စားတဲ့ဘာသာရေးကျရင်စာစူးစမ်းရတဲ့နည်းနည်းလေးအခက်အခဲရှိနိုင်တာဆိုတော့လေအစောကတည်းကနေပြီးတော့ကို complete ဖြစ်ချင်တဲ့ဘာသာရပ်ကိုပဲတေချာစိတ်ဝင်စားတေချာရွေးဖို့ရတယ်လို့အဲ့ဒါလေးပဲပြောချင်တာပါ။အရင်ကတည်းကရှိတဲ့စကားလေးတွေပါချိန်သေးဖြစ်ကြပြတဲ့ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။